အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အိမ်နေရန်တွေမျက်နှာကျက်တွေနဲ့ကြမ်းကင်တွေရဲ့အောက်နဲ့အပေါ်ဘက်တွေမှာအနောက်ဘက်တွေမှာမီးကြိုးတွေတွေ့ရမယ်မီးကြိုးတွေတွေ့တန်းတာမဟုတ်ဘူးတချို့ပြည်နယ်တွေမှာဆိုလဲဒီနေရန်ထဲမှာကိုမီးပိုက်တွေတွေ့တန်းတဲ့အတွက်ကြောင့်မို့မီးပိုက်တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီရေပူရေအေးပိုက်တွေရှိမယ်ဒီကျွန်တော်တို့ drain ပိုက်တွေရှိမယ်ဒီ vent ပိုက်တွေရှိမယ်ရေပိုက်အမျိုးအစားမျိုးကိုလည်းဒီနေရန်တွေမျက်နှာကျက်တွေနဲ့ဒီချမ်းပြင်တွေအောက်မှာကိုတွေ့ရမှာဖြစ်ပါတယ်တတိယချက်အနေနဲ့ကတော့ gas pipe တွေပေါ့နော် gas pipe မှာဆိုလဲ rigid steel pipe တွေကိုတွေ့ရမှာဖြစ်လို့မျိုး copper pipe နဲ့ flexible gas pipe တွေကိုလည်းတွေ့ရမှာဖြစ်ပါတယ်ဒီနောက်ဆုံးအနေနဲ့ကတော့အိမ်ထဲမှာ insulation ပေါ့နော် insulation မှာဆိုလဲဒီပန်းရောင် insulation ဟိုዛ gray ရောင် insulation soundproof insulation ဆိုပြီးတော့အမျိုးမျိုးရှိပါတယ်အခုနောက်ပိုင်းမှာဆိုရင်ဒီ foam insulation တွေကိုသုံးလာတဲ့အတွက်ကြောင့်မို့ foam insulation ကိုလည်းတွေ့ရမှာဖြစ်ပါတယ်အဓိကပြောပြခြင်းရွေချက်ကတော့ကျွန်တော်တို့မြန်မာနိုင်ငံလာတဲ့လူအများစုကအိမ်တွေကိုကိုယ့်ဘာကိုပြင်ချင်ကြတယ်ဒီကိုလှုပ်ချင်ကြတဲ့အတွက်ကြောင့်မို့ဒီနေရံတွေမျက်နှာကျက်တွေနဲ့ကျမ်းပြည်တွေမှာမူလီဆိုတာဖြစ်စေတန်ရတာဖြစ်စေလှုပ်ပါကအနောက်မှာပါရှိလဲဆိုတာကိုသိထားဖို့အတွက်ကျွန်တော်လာရောက်ပြောပြခြင်းဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ဒီတန်ရိုက်လို့ဖြစ်စေမူလီဆိုးလို့ဖြစ်စေဒီဝါဂျိုးတွေထီလို့ဘီပိုက်တွေကိုထီလို့ gas pipe တွေကိုထီလို့ accident ပေါင်းမြောက်များစွာကျွန်တော်တို့တွေ့ဘူးကြုံဘူးတဲ့ experience တွေရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့မြန်မာပြည်လာတဲ့လူတွေအိမ်ပိုင်ရှင်တွေရောက်စီတိုင်း accident တွေဒီပေးအနေနဲ့မှကင်းလို့နိုင်ဖို့အတွက်ကျွန်တော်လာရောက်ပြပြခြင်းဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်